ဝတစ်ခုတည်းပဲမယ်အိမ်တော်တဲ့ဘဝနှစ်ခါရနေပါဦးဘယ်လိုလဲဆက်ရလဲကိုလက်ချနေနေမယ်အရာရာပြည့်စုံအောင်ထားပေးနိုင်ရင်သူရဲ့အချစ်ကိုတက်တည်ပြတာလို့သူကထင်ကြတာကြောက်တယ်ပြီးပြန်ချော်တယ်သူကအမြဲတမ်းနာစီရလုပ်တယ်sorry ပါပါရဲ့ညကဖုန်းကိုလေးဆိုင်းလက်လောက်ထားမိဘူး နင်လေငါလွဲလို့ရှင်လေတလောကလုံးကလူလူပြုတ်ဆိုင်တာ ငါ view site ဆရာမမဟုတ်တာ အဲ့ဒါငါပါ ငါချစ်စီယောက်ျားတယောက်ကမိန်းမတယောက်တကယ်ချစ်လို့ရှိရင်လေဟာဒါငါအပိုင်မှာဆိုတာတလောကလုံးသူချပြချင်တာ ဘဝရဲ့တချင်ချင်းကနင်ကငါအနားမှာရှိနေရဲဆိုရင်ဒါငါတို့မျိုးရဲ့အဖြေပဲမဟုတ် ဒီ ဘူး မှာလည်းတနေ့နေ့ဆိုတာရှိတယ်လေငါရဲ့ manager ဒီမှာလည်း limit တွေရှိတယ် သူဘာလို့လဲကျွန်တော်နဲ့ခေါ်ရှင်းချင်လဲကျွန်တော်နားမလည်နိုင် ကျွန်တော်ကလေးရန်ဆန်တယ်သူကိုလိုက်မျိုးစိတ်ထဲမကြောက်ဖြစ်နေတာ Happy birthday ယောက်ျားကြောက်ကသူတကယ်ချစ်တဲ့မိန်းမကြောက်ကိုဘယ်အချိန်မှာဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာကိုသူသိချာသိတယ်တဲ့ ရွှေကြီးဆောင်တဲ့ဘွားကိုလည်းတတိယနေ ငါမိမဆိုပြီးကိုလောက်ခဲ့တဲ့အမားတာဝန်ယူရဲတယ်ဘသူကြောင့်မှဆိုပြီးတော့လက်ညှိုးထိုးအပြစ်ပုံချတတ်တဲ့လူရသားတွေမှာငါမမဟုတ်ကျမတို့တရားဆွဲပြီးထောင်ချလို့ရတယ်ဆရာကျမသိချာသိ ဆရာမရဲ့ချစ်သူမြေကူးမှုတရားဆွဲထောင်ကြလို့ရတယ် ကိုနိုင်မင်းကငွေကိုကိုးကွယ်တဲ့သူရမဝါတော့ကိုအတွက်ဘာမဆိုစွန့်လို့ရည်သူနဲ့နေရတယ်ပြန်စီအောင်ပါကျမရဲ့တဲ့အကုန်တန်ရာတွေနဲ့ဖြည့်နေတယ်ကဲ၍ရမဝါအိမ်တော်တဲ့ဘဝကိုရှင်းချက်တဲ့အတွေ့နဲ့ဖြတ်ကျော်ဖို့ကြိုးစားမိမယ်ဆိုရင်ကျွန်တော်ကလွတ်လပ်တာကိုစိုက်တယ်။ဦးစားပေးခံရမျိုးဆိုရင်ဘယ်မှာစိုက်တယ်။ဒါပေမဲ့ကျွန်တော်စိုက်တဲ့အရာတွေကိုကျွန်တော်ရမနေပြန်ဘူး။အိမ်တော်နဲ့တယောက်ကပတ်စံနဲ့လိုတာလား တကယ်ချစ်တဲ့သူတယောက်ပဲလို့လား သူဘာလို့လဲကျွန်တော်နဲ့ခေါ်ရှင်းချင်လဲကျွန်တော်နားမလည်နိုင်သူစိတ်တိုင်းချမဲ့အရာတွေကိုကျွန်တော်မလုပ်ပေးနိုင်တာလွဲလို့ကျွန်တော်သူ့အခုပြေဆုံးထားရတယ်ကျမရဲ့တဲ့အကုန်တန်ရာတွေနဲ့